မှာမင်းကိုအမြဲတမ်းအလင်းပြပြီးတော့စောင့်ရှောက်ပေးနေတဲ့ spirit guide တွေကဘယ်သူတွေဖြစ်မလဲဆိုတဲ့ pick up reading လေးကိုကြည့်အောင်နော် Cut 1 Cut 2 ကိုယ့်ရဲ့ရှိမှရှိရဲ့ကလေးသုံးချက်ကိုစိတ်ကိုဆွဲဆောင်သုံးဖြစ်နေတဲ့ကတကက်ကိုယူချက်ပေးပါကနံပါတ်1တင်ကိုစောင့်ရှောက်နေတာကစက်ကြောလာရဲ့မြင့်မြတ်တဲ့ higher master ဖြစ်နေတယ်တင်မှာအရာရာကိုဖန်တီးနိုင်တဲ့ပါရမီတွေပါလာအောင်ကိုလမ်းပြပေးနေတဲ့သူတွေဖြစ်တယ်စိတ်ကူးတစ်တွေကသူတို့စီရလာတဲ့ guidance တွေပဲဖြစ်တယ်ကိုစောင့်ရှောက်နေတဲ့စွမ်းရည်တွေကအရန်ကိုမှ powerful ဖြစ်တယ်။သူတို့ကတင့်ရဲ့ intuition ကတစ်ဆင့်အမြဲတမ်းလမ်းပြပေးနေတဲ့လူတွေဖြစ်တယ်။မင်းမှာအခက်အခဲတွေကြုံတိုင်းအပြေရှာရလွယ်တာ idea တစ်တွေရုပ်တရက်ကောင်းနဲ့ပေါ်လာတာသူတို့ရဲ့ guidance တွေကြောင့်ဖြစ်တယ်။သူတို့ပြောချင်တဲ့ message ကတော့မင်းမှာအရာရာကိုအောင်မြင်အောင်လုပ်နိုင်တဲ့စွမ်းအားတွေရှိပြီးသားဖြစ်တယ်။ကိုလုံးဝတန်တရားမွေးပါနဲ့။ကိုယ့်ရဲ့အိမ်မက်တွေကိုလက်တွေဖန်တီးလိုက်တော့လို့မှားပါတယ်။ Hand number 2angel တွေနဲ့ abundant spirit တွေဖြစ်ပုံများပါတယ်။တင်းရဲ့ငွေကြေးအလုပ်ကိုင်းလက်တွေ့ကျတဲ့ဘဝလမ်းကြောင်းတွေမှာလူတွေသိမရှိအောင်အမြဲတမ်းအခွင့်အလမ်းသစ်တွေကိုလာပေးနေတဲ့ divine energy တွေတွေ့ရပါတယ်။ဥပမာဝတ္တုံတွေမြေတောင်းနမင်းကြီးကိုပူဇော်ပသတဲ့လူတွေပါလိမ့်မယ်။လက်တွေဝါတွေပါလိမ့်မယ်။တက်စီကိုအခွင့်အလမ်းကောင်းတွေလက်လာပါတွေနဲ့လက်တွေ့ကျတဲ့အကူအညီတွေဝင်လာအောင်အမြဲတမ်းဖန်တီးပေးနေတဲ့စွမ်းရည်တွေဖြစ်တဲ့ကိုဒုက္ခရောက်နေတိုင်းမှာလည်းအကူအညီပေးမဲ့သူတွေပေါ်လာတာမျိုးကံကောင်းခြင်းတွေကကြုံရတာမျိုးတွေကသူတို့ရဲ့ဆောင်းရှားမှုကြောင့်ဖြစ်တယ်။သူတို့ပေးတဲ့ message ကတော့မင်းတို့အခွင့်အလမ်းတင်တဲ့ရွှေမိုးဝင်မှုတွေရတုံးဖြစ်ဖို့ရှိတယ်။သူတို့ပို့လိုက်တဲ့အခွင့်အရေးကောင်းတွေကိုအမိယာဆုတ်ကင်လာလို့လည်းမှားထားပါတယ်။ Hand number 3 ancestor တွေနော်သူရဲ့မျိုးရိုးစင်ဆက်လိုက်ကာကွယ်ပေးနေလို့သူတို့ကကြီးမားတဲ့ဘေးအန္တရာယ်တွေကနေအမြဲတမ်းလွတ်မြောက်အောင်ကူညီတယ်သူတို့ကတင့်ဘဝစီကိုကျွယ်ဝချမ်းသာခြင်းတွေကိုအစဉ်အမြဲတည်ဆောင်လာပေးနေတယ်တင်ရဲ့နောက်ွယ်မှာတင်ရဲ့မျိုးရိုးစင်ဆက်ဘဝအဆောင်ရှောက်တွေနဲ့ကိုယ့်ရဲ့မိသားစုကိုဆောင်ရှောက်တဲ့စွန့်ရင်ကောင်းတွေဝန်းရံပေးထားတယ်တင်ရဲ့စီးပွားရေးတွေငွေကြေးတွေမိသားစုရဲ့ရေရှည်တည်ငြိမ်လုံခြုံဖို့အတွက်ကိုအမြဲတမ်းကူညီဆောင်ရှောက်ပေးနေနော်သူတို့ပေးတဲ့ message ကတော့မင်းကဘယ်တော့မှတယောက်တည်းမဟုတ်ပါဘူးတဲ့သူတို့ကမင်းရဲ့အိမ်အောင်စုမိသားစုတစ်ခုလုံးဒါမှမဟုတ်ဘဝကြီးကိုတည်ငြိမ်ကြွယ်ဝချမ်းသာလာဖို့အတွက်နောက်ွယ်ကနေအမြဲတမ်းပံ့ပိုးပေးနေပါတယ်လို့ပြောပါတယ်။ဒါကြောင့်ဒီအကာအကွယ် protection တွေနဲ့ guidance energy တွေကိုကျေးဇူးတင်စာနဲ့လက်ခံဖို့ connect လုပ်ဖို့ဆိုရင်တော့ comment မှာ thank you for guiding me လို့ရေးပြီးတော့ claim သွားလိုက်ပါနော်။